ဒီထဲကနွယ်ထာနဲ့နော်ရထာမင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီထဲမိကိုလေးမေးမယ်โอเคနော်အဲ့တော့အောင်မြတ်မိုးရေထားပါအောင်ပထမမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့သူကဘယ်သူလဲအတော်ရထโอเคဆိုတော့စစ်တော့โอเคနောက်ရဲမန်အနော်ရထာမင်းကြီးကနော်ဘယ်ခေတ်သားတစ်ဝိုက်မှာဆယ်မြောင်းကန်ချောင်းလေးကိုတည်ဆောက်ခဲ့တာလဲကျောက်ဆယ်ဒေသတစ်ဝိုက်မှာโอเคgood jobโอเคနောက်ရဖုံးတန်းရေဟုတ်ပြီရဖုံးတန်းအနော်ရထာမင်းကြီးကဘယ်မှာထီးနှန်းဆိုးဆန်တဲ့ဘုရင်ရဲ့သားလေနော်ရထာမင်းကြီးကဘယ်ပြည်မှာထီးနှန်းဆိုးဆန်တဲ့ဘုရင်ရဲ့သားလေဘယ်ပြည်မှာလဲဗကံပြည်မှာโอเคကိုကြောက်โอเคအဲ့တော့အနော်ရထာမင်းကြီးကဘယ်အတတ်ပညာတွေကိုတက်လဲစုဖတ်ပါဦးနော်ရထာမင်းကြီးကဘာအတတ်ပညာတွေတက်လဲယဉ်စီโอเคကြည်ကြလေးပြောကြည့်ပါဦးဘာအတတ်ပညာတွေတက်လဲဟုတ်တယ်လှန်ထိုးဓာတ်ခုံစင်စီယဉ်စီโอเคကိုကြောက်